အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အားလုံးရဲ့နှလုံးသားကိုနှွေးထွေးစေခဲ့တဲ့လူကာဇကာအကြောင်းကိုပြောပြခြင်းပါတယ်များသောအားဖြင့်တော့ဒီဇကာကိုမြင်လိုက်ရင်တော့ပါတဲ့ရောင်သွေးတွေလှပတဲ့အီတလီကမ်းခြေနဲ့ချစ်စရာကာတွန်ကားလေးတစ်ကားလိုပဲထင်စရာရှိပါတယ်ဒါပေမဲ့ဒီဇကာရဲ့ရေအောက်အနှဆိုင်ဆုံးနေရာမှာတော့တကယ်ချင်းမြတ်တာမိဘတွေရဲ့အချစ်နဲ့လူဖွဲ့စည်းရဲ့လက်ခံမှုအကြောင်းတွေကကျွန်တော်တို့လူကြီးတွေအတွက်ပါမျက်ရည်လဲစရာသင်ခန်းစာတွေပေးထားပါတယ်။လူကအေဗာဒိုနဲ့ဂျူလီယာတို့ရဲ့ခင်မင်မှုအပြင်ဇကာတွေကလူကြီးတွေရဲ့အခန်းကဏ္ဍကရောဘယ်လိုအတိတ်ပဲရှိလဲအတူတူခံစားကြည့်ရအောင်ဗျာ။ပထမဆုံးပြောချင်တာကတော့ကာကွယ်လွန်ခဲ့တဲ့မိဘမြတ်တာအကြောင်းပါ။သူကရဲ့မိဘတွေကိုကြည့်ရင်သားသမီးကိုအယမ်းချစ်လွန်လို့ရာရာကနေကာကွယ်ပေးခြင်းနဲ့မိဘတွေကိုမြင်ရောင်နေမှာပါသူတို့ကဒါဖြစ်သူကိုကုန်းမြေပေါ်မတက်ဘူးတားမြစ်တာဟာရက်ဆက်လို့မဟုတ်ပါဘူးအန်ဒီရဆိုတဲ့အရာနဲ့မတွေးထိစေခြင်းလို့ပါဒါပေမဲ့ဇကာကပေးခြင်းတဲ့ message ကအချစ်ဆိုတာကြောက်ကြခြင်းမဟုတ်ဘူးယုံကြည်ခြင်းဖြစ်တယ်ဆိုတာပါပဲဇာသိမ်းပိုင်းမှာမိဘတွေကဒါဖြစ်သူကိုဒူလန်းသူလျှောက်ဖို့ခွင့်ပြုလိုက်ကြပါတယ်ကိုရင်ဝင်ထဲမှာပဲထားမှာလုံးချုံမဲ့ဆိုတာသိပေမဲ့ဒါဖြစ်သူရဲ့ရွှေရွှေမှုနဲ့အိမ်မက်တွေအတွက်တောင်းစိတ်တွေကိုဘေးဖယ်ပြီးရဲဝံ့ဝံ့လှုပ်ပေးလိုက်တဲ့မိဘမြတ်တာကတကယ်ကိုလေးစားစရာပါပဲနောက်တာမပါအဖြစ်ကတော့စလိုင်းစီကိုဘရူနိုပါ Silenzio Bruno! Silenzio Bruno! Can you still hear him? Nope! ဟိုစိတ်ထဲမှာမလုပ်နိုင်ဘူးငါကြောက်တယ်လို့ပြောတဲ့ဘရူနိုဆိုတဲ့အတန်ကိုတိတ်ခိုင်းပြီးစိန်ခေါ်မှုတွေကိုရင်ဆိုင်တာဟာလူကာရဲ့ကြီးပြင်းမှုပါပဲဒါပေမဲ့ဒီဇကာရဲ့အထွတ်ထိပ်ကတော့တကယ်ချင်းမြတ်တာကိုစမ်းသပ်လိုက်တဲ့ပြိုင်ပွဲစင်းမှာမမိကြပါပါဘိုးရတဲ့အခါလူကာရေဆိုပြီးရေဘလူးဖြစ်ပြောင်းသွားမှာကိုဆိုရင်လို့ဒီမှာတော့တီးတလက်နဲ့ရေဝင်လာပါတယ်သူကိုယ်တိုင်ရေဆိုပြီးလူတွေဝိုင်းကြည့်တာခံရမယ်ဟန်စီခံရနိုင်တယ်ဆိုတာသိသိရနဲ့တကယ်ချင်းကိုကာကွယ်ဖို့လူဘဝကိုယင်းလိုက်တာပါဒီမှာတော့အစာပိုင်းမှာလူကာကိုဂျူလီယာနဲ့မပေါင်းစေခြင်းလို့တဝင်းတိုခဲ့ပေမဲ့ရေးကြီးတဲ့အချိန်မှာတော့ငါအတွက်အနေရရှိပါစေမင်းအဆင်ပြေဖို့ကအဓိကဆိုတဲ့စိတ်ဓာတ်နဲ့ဝင်ကယ်ခဲ့တာကစင်မန်းနဲ့တကယ်ချင်းမြတ်တာကိုပေါ်လွင်စေခဲ့ပါတယ်နောက်ထပ်စကားတစ်ခုကိုလည်းမချီကျူးပဲမနေနိုင်ပါဘူးအဲ့ဒါကတော့ဂျူလီယာရဲ့အပေမက်ဆီမိုပါသူကရေဘလူးတွေကိုမုံတီးပြီးလိုက်လံဖန်ဆီးနေသူတယောက်ပါဒါပေမဲ့လူကာနဲ့အေဗာဒိုတို့ဟာရေဘလူးတွေမှတီးသွားတဲ့အချိန်မှာသူရဲ့တုံ့ပြန်ပုံကရင်းနဲ့ထိစေပါတယ်။အာဂူလီကကလေးတွေကိုဖမ်းဖို့လုပ်တဲ့အခါမက်ဆီမိုကသူရဲ့လမ်းကိုကိုင်းပြီးကလေးတွေဘက်ကနေမမမန်ကာကွယ်ပေးခဲ့ပါတယ်။တကယ်ချင်းလူကာလို့သူပြောလိုက်တဲ့စကားတစ်ခုကလူမျိုးရုပ်ရည်မျိုးနယ်မတူကွဲပြားမှုတွေအလုံးကိုကြော်လာပြီးလူသားဆန်တဲ့စိတ်နှလုံးကိုပဲတန်ဖိုးထားတတ်တဲ့ကြီးမြတ်မှုကိုတတ်တာလိုက်တာဖြစ်ပါတယ်။လက်သိန်းကမ်းမှာအေဗာဒိုကသူ့လိုချင်တဲ့ဘတ်စပါကိုရောင်းပြီးလူကာကြောင်းတက်ဖို့လက်မှတ်ဝယ်ပေးလိုက်တာကတော့တမန်ပြတ်တတ်အောင်ဝမ်းနဲ့ပျော်ရွှင်စရာပါပဲ။တကယ်ချင်းကောင်းဆိုတာဘိုးဘင်းမှာအမြဲရှိနေမှာမဟုတ်ပဲကိုမပါဝင်နိုင်တဲ့ကဘာတေးတစ်ခုစီကိုပြန်တန်းသွားမယ်ဆိုရင်တော့ဝမ်းမြောက်ဝမ်းသာလိုပေးလက်နိုင်တာကမှတကယ်ချင်းကောင်းဆိုတာကိုသက်တည်ပြသွားပါတယ်။အတူတူပြောရရင်တော့ဗျာလူကာရုပ်ရှင်ဟာကလေးကားဆိုပေမဲ့ဒီပါတွေအတွက်ကောလူငယ်တွေအတွက်ပါတမ်းမှုမပြတ်နိုင်တဲ့သင်ခန်းစာတွေပေးထားပါတယ်။မစီမိုလိုပဲမတူညီမှုတွေကိုလက်ခံပေးပါ။ဒီပါတို့လိုပဲတကယ်ချင်းအတွက်ပြီးဆက်ရဲပါစေ။ပြီးတော့လူကာရဲ့မိဘတွေလိုပဲချစ်ရသူတွေရဲ့အိမ်မက်ကိုပြိုးထောင်ပေးနိုင်သူတွေဖြစ်ကြပါစေ။မိတ်ဆွေတို့ကမစီမိုရဲ့လောက်ရက်ကိုကြည့်ပြီးဘယ်လိုခံစားရလဲ။ဒါမှမဟုတ်ဒီပါတို့လိုတကယ်ချင်းမျိုးကို့မှာရှိနေပြီလား။ကို့မှာဝင်ရောက်ဆွေးနွေးပြီးတော့ကြပါဦးခင်ဗျာနောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာ review တွေတင်ဆက်ပေးအောင်ပါမို့ like and subscribe လုပ်ထားဖို့မမေ့နဲ့နော်အားလုံးပဲ Silenzio Bruno လို့អော်ရင်အိမ်မက်တွေစီရှောက်လန်းနိုင်ကြပါစေဗျာ